ရင်ကားသချင်းတွေဆိုတာကျတော့အဆွေးသချင်းကိုအမျိုးအောင်ပြန်ပြီးတော့တီးရပါတော့ဒီသချင်းကကျတော့သူ့သချင်းပုံစံကဟိုအချစ်သချင်းပုံစံလေးကြောကြလေးဆိုတော့ကျတော့ဒါလေးကိုပြန်ပြီးတော့တီးခတ်ရင်ဒီဆိုရင်ကတော့ဒီအပြစ်မမြင်ဘူးလို့ထင်တာပေါ့နော်အဲ့စိတ်နဲ့ဒီချင်းလေးကိုရွေးလိုက်ခြင်းဖြစ်ပါတယ်ချစ်ရှိပါရင်ဘဝအိမ်တွေတေကောင်းခန္ဓာရလူကြီးချင်းရမှာရမ်းချစ်ကြတာပါရမ်းချစ်ကြပါချင်းရမှာရမ်းချစ်ကြရတယ်ချစ်တာပါဟုတ်ပါတယ်အများကြီးချစ်ထားကြပါလေချစ်တဲ့ရင်တိတ်တဲ့ရင်တကလေးရဲ့ရှိမမဲပြီအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဒေသရှင်ဝင်းမစ်ထက်ဖြစ်ပါတယ်ခင်ဗျာဒီနေ့ကတော့ဒီဆိုတော့ထပ်ပဲဖြစ်ပါတယ်ရှင်ဒီနေ့ဖြစ်တဲ့သင်းလေးကသင်းနာမည်လေးချစ်စရာလေးချစ်တဲ့သူတွေအသက်ရှိပါစေတဲ့ဒီသင်း FB လေးရိုက်ဖို့နေရဟုတ်ပါတယ်တကလေးရဲ့ရှိသေးလို့ရင်ချစ်တဲ့အောင်သေးတကလေးရဲ့ရှိသေးလို့ရင်တိတ်တဲ့အောင်သေးဟိုကျွန်တော်တို့မှာပေါ့နော်ဂီတာဒီဂီတာဖွဲ့ရှိတယ်ပေါ့လင်းလက်ကျဲဆိုပြီးဒီဂီတာဖွဲ့ရှိပါတယ်အဲ့ဒါကကျွန်တော်အဲ့ဒီမှာလေကျွန်တော်ဂီတာမှုလည်းဖြစ်တယ်လို့အချင်းလေးလည်းဆိုတဲ့ဒီဆိုလည်းဖြစ်ပါတယ်ခင်ဗျာတက်မွန်တဲ့နေ့ကတော့ဒီဆရာရှလက်အောင်မင်းနေပေါ့နော်ချိတ်ဆက်ပြီးတော့ကျွန်တော်တို့ဒီချင်းလေးဗီဒီယိုလေးရိုက်ကြမယ်ဆိုတော့ကျွန်တော်ညီမလေးတက်မွန်တဲ့နေ့စင်ပြေလောက်တယ်လို့ညီမလေးတက်မွန်တဲ့နေ့ရိုက်မယ်ဆိုပြီးတော့ကျွန်တော်ကနေပြီးတော့ချိတ်ဆက်လိုက်တာပေါ့နော်အဲ့ရနေပြီးတော့ဆရာရှလက်အောင်မင်းနေပြီးချိတ်ဆက်ပြီးတော့ကျွန်တော်တို့ရရှိကြတာပါပထမပိုက်လေးရပေါ့နော်အချစ်မရှိပါရင်ဘဝအိမ်တွေတေကောင်းခန္ဓာရလူမြေချုပ်သွေးပူလောင်ရမှာဝေအချစ်သည်ဘဝမှာအသက်ရှိသည်ဗမာတကယ်ရဝေအချစ်သည်အောင်မေချစ်ရဲ့ကိုယ်သာပြောကပြရင်ဒါကြောင့်မို့ပုံဆောင်ကဆိုရင်ချင်းရမှာရမ်းချစ်ကြတာပါရမ်းချစ်ကြပါချင်းရမှာရမ်းချစ်ကြရတယ်ချစ်တာပါဟုတ်ပါလေအများကြီးချစ်ထားကြပါလေအသေးနဲ့တို့ဖောင်းနေနဲ့တို့ချင်းကတော့အရင်အဟောင်းပါပေါ့နော်အဟောင်းပေါ့အရင်ကမွေးရတဲ့ရှင်ကတော့ကိုအောင်စုတဲ့ချင်းလေးပါတေးကတော့အောင်ရတဲ့ချင်းလေးဖြစ်ပါတယ်ဒါလေးကိုကျွန်တော်ကနေပြီးတော့ပြန်လည်တည်ဆူထားရင်ဖြစ်ပါတယ်ချစ်တဲ့ရင်တိတ်တဲ့ရင်တကလေးရဲ့ရှိမမဲပြီစကူရင်ထားဆိုတော့တကယ်စကူရင်ဆန်ဆန်လေးပါပဲဟုတ်ပါတယ်စကူတဲ့ဖြစ်သွားလိုမျိုးလေးပေါ့နော်အဲ့လိုနားကစားလည်းမြပုံစံလေးတွေချစ်စရာကောင်းတယ်အဲ့လိုနာနာယူရရလေးပေါ့အဲ့ဒါလေးရောခစ်ဘက်လေးရောပေါ့နော်နှမျိုးစလုံးသစလေးနဲ့လည်းလိုက်အောင်တီးထားတယ် music ပုံစံလေးနဲ့လည်းလိုက်အောင်ရိုက်ကူးထားပါရှင်တကလေးရဲ့ရှိသေးလို့ရင်ချစ်တဲ့အောင်သေးတကလေးရဲ့ရှိသေးလို့ရင်ကြိတ်တဲ့အောင်သေး music ကိုဟလာဒီခစ်နဲ့လေလျော်ညီသွားအောင်ပေါ့နော်သူရဲ့မူရင်းအရသာလေတချင်းအရသာလေမပြတ်အောင်တီးခတ်ပေးထားတော့ကျွန်တော်ရဲ့ဆရာကျောက်ဆယ်မျိုးဟာဂီတာမှုသိမ်းဖို့ဖြစ်ပါတယ်ခင်ဗျာကျွန်တော်ပေါ့နော်အဲ့လိုဒီသချင်းကိုစုမဲလို့ယူလိုက်တဲ့ရပေါ့နော်ဟိုရင်ကားသချင်းတွေဆိုတာကျတော့အဆွေးသချင်းကိုအမျိုးအောင်ပြန်ပြီးတော့တီးရပါတော့ဒီသချင်းကကျတော့သူ့သချင်းပုံစံကဟိုအချစ်သချင်းပုံစံလေးကြောကြလေးဆိုတော့ကျတော့ဒါလေးကိုပြန်ပြီးတော့တီးခတ်ရင်ဒီဆိုရင်ကတော့ဒီအပြစ်မမြင်ဘူးလို့ထင်တာပေါ့နော်အဲ့စိတ်နဲ့ဒီချင်းလေးကိုယူလိုက်ခြင်းဖြစ်ပါတယ်ချစ်ချင်နာနာချစ်ကြသေးတယ်ချစ်တာပေါ့ချစ်တာဆိုတာအများကြီးလည်းကြိုးစားရပေါ့နော်ဒီသမီးသွားနေတဲ့လမ်းကအစရောလိုင်းဆိုပေမဲ့ဒီတရုတ်ဆောင်ဘက်ကိုလည်းသမီးကဝန္ဒနာပါတာဆိုတော့ဒီတရုတ်ဆောင်ဘက်လေးမှာလည်းအားဆိုင်ပြီးတော့ကာရက်တာလေးနဲ့လိုက်တဲ့ပုံစံလိုမျိုးလေးတွေကိုစိတ်ရောလူရောညှစ်ပြီးတော့ကြိုးစားထားပါတယ်ပရိသတ်တွေဒီ MV လေးထွက်လာရင်လည်းကြိုးစားထားတာတွေကိုမြင်ရပါလိမ့်မယ်ရှင်ချစ်ရှိပါရင်ဘဝအိမ်တွေတေကောင်းခန္ဓာရလူကြီးဒီစင်းလေးကအစိုးပိုင်းမှာရောဒီစားလေးလောက်ထားတယ် music ပိုင်းမှာရောပေါ့နော်အခုရကိုကြီးမှာပါမျိုးအများကြီးကြိုးစားထားပါတယ်ထွက်လာရင်လည်းပရိသတ်တွေနဲ့အကြိုင်းနဲ့ထပ်တူကြလိမ့်မယ်လို့မျှော်လင့်ပါတယ်သမီးလည်းအများကြီးကြိုးစားထားပါတယ်သမီးရဲ့ကိုကြီးလည်းအများကြီးကြိုးစားထားပါတယ်လို့စင်းလေးထွက်လာရင်အားပေးကြပါအောင်လို့ပြောရင်ပရိသတ်တွေအားလုံးနှုတ်ဆက်ပါရှင်နှုတ်ဆက်ပါတယ်ခင်ဗျာ